နိုင်ငံတကာနှစ်သိကူနေဦးမင်္ဂလာအခါသမယ၌ဟောကြားအပ်သောနေဦးတရားဒေသနာတော်မြတ်ဗုဒ္ဓ၏တတိပိဆုံးမစကားကိုမသနာယူကြည့်ကြရအောင်အနမတေကောယံဘိက္ခဝေတန္တာရောမြတ်စွာဘုရားကဘဝတန်တရားကြီးဟာဘယ်ချိန်ကစခဲ့တယ်ဆိုတဲ့အစကိုမသိနိုင်လောက်အောင်ရှည်လျားတယ်လို့ခေါ်တယ်အစင်လျောက်၍မသိရသောအစရှိဆိုလိုတာဘယ်ချိန်ကစတယ်ဆိုတာမှတ်တမ်းတင်လို့မရလောက်အောင်ရှိဝေးတယ်လို့ပြောတာအစမရှိဘူးလို့ပြောတာတော့မဟုတ်ဘူးမသိနိုင်လောက်အောင်ရှိကြတဲ့အစရှိတယ်တရားရည်ရဲ့အစဟာအလုံးကိုရှိကြနေသည့်အတွက်ကြောင့်ဘဝမှာဒုက္ခဆိုတာလို့လေအမျိုးစုံကြုံတွေ့ကြရတယ်ဘုရားဘာသာတွေအလုံးကြားဘူးနေကြတယ်အနမတေကောယံဘိက္ခွေတန္တာရောအယံတန္တာရောတဘဝမှာတဘဝကုပြောင်းနေတဲ့ဤဖြစ်စဉ်ကြီးဟာခန္ဓာတစ်ခုမှခန္ဓာတစ်ခုယုံနာတစ်ခုမှယုံနာတစ်ခုစင်စဲပြပြောင်းလဲဖြစ်စဉ်နေတဲ့ဖြစ်စဉ်ကြီးဟာအနမတေကောမသိအပ်သောအစရှိတယ်ဝါအစကိုမသိနိုင်ဘူးလို့နောက်ကြောင်းပြန်ပြီးအစရှိတော့မှရှာတော်မှဒီအစဆိုတာရှာတွေ့နိုင်မှာမဟုတ်ဘူးအလွန်ရှိလျားလို့ဒီစကားကိုမိန့်ကြားတာပဲဖြစ်တယ်ထပ်ပြီးတော့မြတ်စွာဘုရားကပုပ္ပါကောတိနပညာယတိအဝိဇ္ဇာနိဝရဏနံတတ္တနံတဏတန်ယောစနနံတန္တဝတ္တံတန္တရတံဘဝခရီးကြီးမှာတရားတွေဟာဓမ္မကနေဓမ္မချင်းဒီပြီးတော့ပြောင်းနေကြရတယ်ဟာဘယ်လိုအနေထားနဲ့တဘွားကနေတဘွားပြောင်းနေကြသလဲလို့ဆိုရင်အဝိဇ္ဇာတရားရဲ့ပိတ်ဆို့ခြင်းကိုခံရတယ်တဏှာတရားရဲ့နှောင့်ဖွဲ့ထားခြင်းကိုခံရတယ်ဆိုလိုတာကတန်တရားလဲတာဟာအမောင်ထဲမှာကျွတ်တုတ်ခံရပြီးလဲနေတယ်ဆိုတဲ့အဓိပ္ပာယ်ပဲကျွတ်တင်ပြီးတော့မြင်နိုင်စွာမရှိဘူးဒီဘဝကနေပြီးနောက်ဘယ်ဘဝသွားရမယ်ဆိုတာမြင်နိုင်စွာမရှိဘူးအဲ့ဒါအဝိဇ္ဇာကကာစီပြီးတော့ထားတာအမောင်တူကြီးကရှေ့ကကာထားပြီးလူကိုလည်းယုံမထွက်နိုင်အောင်ကျိုးတွေနဲ့ချီနှောင်ထားတယ်တဏှာဆိုတဲ့တန်ရောစဉ်ကျိုးကလည်းချီနှောင်ထားတယ်အဝိဇ္ဇာအမှောင်ကြီးနဲ့လည်းစုံစည်းနေတယ်ရှေ့ခရီးမှာဘာတွေတွေ့မေဆိုတာကိုမသိနိုင်ကြဘူးမသိနိုင်ပဲနဲ့တဘွားကနေတဘွားကုပြောင်းသွားကြတာဒါမှန်တယ်ဘုန်းကြီးတို့တွေဟာအခုလူဘဝရောက်လာတဲ့အခိုက်လေးမှာလက်ရှိဘဝအနေထားကိုသိရှိကြတော့လည်းပဲဒီဘဝအဆုံးသတ်သွားရင်ဘယ်သွားရမယ်ဆိုတာမှောင်းနေပြီမသိဘူးမသိနိုင်ဘူးမသိနိုင်တော့ကိုသွားခြင်းတဲ့နေရာသွားလို့ရလားလို့ဆိုတော့တဏှာဆိုတဲ့တန်ရောစဉ်ကချီနှောင်ထားတဲ့အတွက်ကြောင့်ကိုသွားခြင်းတဲ့နေရာသွားနိုင်တာမဟုတ်ဘူးပေါ့အဲ့တော့တရားရည်ရဲ့အနေထားကိုမြတ်စွာဘုရားကအဝိဇ္ဇာရဲ့ပိတ်ဆို့မှုကိုခံထားရတယ်တဏှာရဲ့နှောင်ကြိုးနဲ့ချီနှောင်ထားတာကိုခံရပြီးတော့တန်တရားခရီးသွားနေကြတဲ့တတ္တဝါတွေရဲ့ဒီအနေထားဟာဘယ်တော့မှစခဲ့တယ်ဆိုတာမသိနိုင်ပါဘူးလို့ပြောတာပုပ္ပကောတိနပညာယတိဥပမာပြောမယ်လူတယောက်မျက်စိကိုပိတ်ထားတယ်ကျိုးတုပ်ထားတယ်သူဟာမဆုံးနိုင်တဲ့ခရီးကိုရှောင်နေရတယ်အဲ့တော့သူသွားရမယ့်ခရီးလည်းသူမမြင်ဘူး
လွတ်လွတ်လပ်လပ်လဲသွားနိုင်ခြင်းမရှိဘူးမျက်စိနှောင်းပိတ်ပြီးတော့ကြိုးနဲ့စီးထားတဲ့လူတယောက်ရဲ့ခီးသွားနေရတဲ့ပုံစံမျိုးတန်တရားထဲမှာလူတွေဒီလိုသွားနေကြတယ်ဆိုတဲ့အကြောင်းမြတ်စွာဘုရားကဟောတာအဲ့တော့တပိုင်းကြောင်းလေးတစ်ခုအနေနဲ့မြတ်စွာဘုရားကရာဇဂုမြို့အနီးမှာရှိတဲ့ခေစကုတ်တောင်ပေါ်ရဟန်းသံဃာတွေနဲ့တရင်သုံးနေထိုင်ရင်းနဲ့ခေစကုတ်တောင်ပေါ်ကနေလှမ်းကြည့်လိုက်တဲ့အခါဝေပုံလဆိုတဲ့တောင်ကြီးကိုမြင်ရတယ်တောင်ငါလုံးကခိုးရာဇဂုလို့ဆိုတဲ့အတိုင်းရာဇဂုပတ်ဝန်းကျင်မှာတောင်ငါလုံးရှိတယ်ခေစကုတ်တောင်ကနေကြည့်လိုက်တော့ဝေပုံလတောင်ကြီးကိုတွေ့တဲ့အခါမှာမြတ်စွာဘုရားကဝေပုံလတောင်ကြီးရဲ့သမိုင်းကြောင်းကိုအစမထင်သံတရားအကြောင်းဟောရင်းကနေပြီးတော့ဝေပုံလတောင်ကြီးရဲ့သမိုင်းကြောင်းကိုမြတ်စွာဘုရားမိန့်ကြားတာမှတ်သားစရာကောင်းတယ်ဘဝဆိုတာကဘာဆိုတာအမြဲတမ်းပြောင်းလဲနေတာပဲဤကဘာကြီးကလည်းပြောင်းလဲနေတယ်ဘဝကြီးတွေကလည်းပြောင်းလဲပြီးတော့နေတယ်မြတ်စွာဘုရားကဝေပုံလတောင်ကြီးကိုလက်ညှိုးထိုးပြီးတော့ဒီဗဒ္ဒကဘာအတွင်းမှာပဲဒီဝေပုံလတောင်ကြီးဟာအပြောင်းလဲတွေဖြစ်ခဲ့တယ်ဆိုတာကိုယဟန်တွေကိုဟောပြတယ်ဒီဝေပုံလတောင်ကြီးကိုတဲ့တစ်ချိန်တုန်းကဝေပုံလလို့မခေါ်ပဲနဲ့ပါစီနာဝန္တလို့ခေါ်ခဲ့ကြတယ်တဲ့ဝေပုံလတောင်ကြီးဟာပါစီနာဝန္တတောင်ဒီဒေသမှာနေတဲ့လူမျိုးတွေကြတော့တိဝရလူမျိုးလို့ခေါ်ခဲ့တယ်တဲ့သူတို့ရဲ့တက်တန်းဟာအနှစ်4000အသက်ရှိကြတယ်ဒီတောင်ဟာဘယ်လောက်မြင့်တယ်လဲဆိုရင်တိဝရလူမျိုးတွေဟာဒီတောင်မောပါစီနာဝန္တတောင်မောကိုတက်လို့ရှိရင်4 ရက်တက်ရတယ်ပြန်ဆင်းတော့လဲ4 ရက်ကြာတယ်အဲ့ဒီခေတ္တကပွင့်တော်မူတဲ့မြတ်စွာဘုရားဟာကကုတ္တန္တမြတ်စွာဘုရားလို့ခေါ်တယ်အဲ့ဒီကကုတ္တန္တဗုဒ္ဓရဲ့ထိတ်တန်းတပည့်ကြီး2 ဦးကတော့ရှင်ဝိတုရနဲ့ရှင်သိစီအင်စီဝါဆိုတဲ့မထေရ 2 ပါးပဲဖြစ်တယ်ကကုတ္တန္တဘုရားလက်ထက်ကသမိုင်းကြောင်းကိုပြောပြပြီးတော့မြတ်စွာဘုရားကဘာဆက်ပြောတော့ဆိုပါစီနာဝန္တဆိုတဲ့အမည်လည်းပျောက်သွားပြီတဲ့မရှိတော့ဘူးအခုပါစီနာဝန္တလို့မခေါ်တော့ဘူးတဲ့ဒီဒေသမှာနေတဲ့တိဝရဆိုတဲ့လူမျိုးတွေလည်းမရှိတော့ပျောက်သွားပြီကကုတ္တန္တမြတ်စွာဘုရားလည်းပြိဋိဘံဆံသွားပြီတဲ့သူတပည့်တွေလည်းမရှိကြတော့ဘူးသမိုင်းကြောင်းမြတ်စွာဘုရားကဗဒ္ဒကဘာထဲမှာကြုံတွေ့ခဲ့တဲ့သမိုင်းကြောင်းကိုအဲ့လိုခေါ်ပြီးတော့ဧဝံအနိစ္စဘိက္ခွေသင်္ခါရဧဝံအတုဝဘိက္ခွေသင်္ခါရဧဝံအနတ္တတိကဘိက္ခွေသင်္ခါရယဟန်တို့အကြောင်းတရားတွေရဲ့စီမံဖန်တီးထားတဲ့သင်္ခါရတရားတွေဆိုတာဖြစ်ပြီးရင်ပြောက်သွားမှာပဲတဲ့ဘယ်တော့မှမခိုင်ပါဘူးတဲ့ဘယ်တော့မှသက်သာရတဲ့အနေအထားမျိုးမရှိပါဘူးတဲ့ရှားဝင်စိရံဘိက္ခွေလမေဝသဗ္ဗသင်္ခါရေတုနိဗ္ဗိန္တိတောအလံဝိရစိတောအလံဝိမု ssi တောမြတ်စွာဘုရားကဒီသမိုင်းကြောင်းကြီးကိုရှင်းပြတာသူ့ရည်ရွယ်ချက်ကဘာတော့ဆိုလောကကြီးကထာဝရပြောင်းလဲနေတာဖြစ်တယ်မတည်ငြိမ်တဲ့လောကကြီးဖြစ်တယ်ဒါကြောင့်မို့သင်္ခါရတရားဟုသမျှတော့သင်္ခါရတရားဆိုတာတခြားမရှာနဲ့ကိုယ်ဘဝလည်းသင်္ခါရသူ့ဘဝလည်းသင်္ခါရကိုနေတဲ့လောကကြီးကလည်းသင်္ခါရအရာခတ်သိမ်းဟာအကြောင်းတရားပေါ်မှာမှီတည်နေတာဖြစ်လို့သင်္ခါရလို့ခေါ်တာအဲ့ဒီအကြောင်းတရားပေါ်မှာမှီတည်နေတဲ့အရာခတ်သိမ်းဟာတဲ့တနေ့ကျတော့ပျောက်ကွယ်သွားမှာကြီးပဲဘယ်အရာမှယက်တည်နေမှာမဟုတ်ဘူးတဲ့အခုပဲကြည့်လေ2021ခုနှစ်
ပျောက်ကွယ်သွားပြီတော့လူတွေရဲ့ဝါဒ2022ခုနှစ်ကိုရောက်လာပြန်ဒါကြောင့်မကြခင်ပဲ2022ကုန်သွားပြီ23ရောက်အောင်ပါပဲနှစ်စဉ်လဲနှစ်ဟောင်းနေကုန်ပြီးတော့နှစ်သက်ကိုဒီလိုပြောင်းလာခဲ့ကြတာဘေးရမထာဝရတည်မြဲနေတယ်ဆိုတာမရှိပါဘူးတဲ့အားလုံးဟာရွေးရှားပြောင်းလဲနေတယ် ever change ထာဝရအပြောင်းလဲကြီးနဲ့နေတဲ့ဤကဘာကြီးလို့ဤလောကကြီးလို့မြတ်စွာဘုရားအဲ့တော့ဤလောကကြီးဟာရှင်းနှက်ဆရာကောင်းလာလို့ဆိုရှင်းနှက်ဆရာမကောင်းဘူးတဲ့အေဝံအနတ္တတိကအသက်ရှူမချောင်နဲ့ထာဝရပြောင်းနေတယ်ဆိုတာအသက်ရှူပဲချောင်မလဲတည်ငြိမ်မှုမရှိဘူးတည်ငြိမ်မှုမရှိသည့်အခုဖြစ်လိုက်တော့ကြပြတ်သွားလိုက်ဖြစ်လာလိုက်ပြတ်သွားလိုက်ဆိုတဲ့ဒီအနေထားကြီးဟာဘယ်သူမှစိတ်သက်သာရစရာမရှိဘူးတဲ့သို့တော့အဲ့ဒီစိတ်သက်သာရစရာမရှိတဲ့သင်္ခါရတရားတွေပေါ်မှာကျင့်နှံ့เสียလို့မရှိကြနဲ့ကျင့်နှံ့เสียလို့မမြင်ကြနဲ့အလမေဝသဗ္ဗသင်္ခါရေတုနိဗ္ဗိန္တိတောမင်းတို့သင်္ခါရတရားတွေပေါ်မှာစိတ်ပြတ်ဖို့ကောင်းနေပြီတဲ့သို့တော်လူတွေကနေ့စဉ်ရှာကြတယ်ဘာရှာတော့သင်္ခါရတရားပဲရှာတာလေပြောတော့အလုရှာတယ်ငွေရှာတယ်ရွှေရှာတယ်နဲ့သာပြောတာအလုဆိုတာလဲခဏနေပြောက်ွယ်သွားတာအလုံးလုံးလို့ရတဲ့ငွေကြေးတနာဆိုတာလဲခဏနေပြောက်ွယ်သွားတာရှာသူကိုယ်တိုင်ကလည်းခဏနေပြောက်သွားမှာအဲ့တော့ကိုရှာနေတာတွေဟာခိုင်မာတဲ့အရာတွေကိုရှာတာမဟုတ်ဘူးအနှစ်သာရရှိတာကိုရှာတာမဟုတ်ဘူးတနေ့ကျတော့အလုံးဟာပျောက်ဆုံးသွားမဲ့အရာတွေဖြစ်တယ်ကိုရှာသမျှသည်သင်္ခါရတွေဖြစ်နေလို့မင်းတို့စိတ်ပြတ်ဖို့ကောင်းပြီတို့တာတွေရှားနေရတာဟာစိတ်ပြတ်ဖို့ကောင်းနေပြီတဲ့အလံဝိရစိတုံစိတ်ထဲကတွေ့တာပြီးတော့နေဖို့မကောင်းတော့ဘူးတဲ့အတွေ့အတာတွေဖြတ်တောက်ဖို့ကောင်းပြီအလံဝိမုတ်စိတုံအဲ့ဒီမတည်ငြိမ်တဲ့ဘဝကြီးကနေပြီးတော့လွတ်မြောက်အောင်လုပ်ဖို့ကောင်းပြီလို့အဲ့တော့သမိုင်းကြောင်းကိုထောက်ပြရင်မြတ်စွာဘုရားကအလုံးကိုရှီဝေးတဲ့သမိုင်းခရီးရှောက်လန်းနေကြတော့မင်းတို့တော်လောက်ပြီစိတ်ပြတ်ဖို့ကောင်းလာပြီရှစ်ဆက်မလျှောက်ချင်ကြနဲ့တော့ဒီသင်္ခါရတရားတွေနဲ့သင်္ခါရတရားတွေလုံးဝချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်ကိုရအောင်လုပ်ဖို့ကောင်းပြီလို့ဆိုလို့တယ်ပေါ့နော်ဒါကြီးကဘယ်တော့မှလူတွေကမငြင်းငွေကြတော့ငြင်းငွေဖို့ရမြတ်စွာဘုရားတိုက်တွန်းတာလို့ဆိုလို့တယ်ပေါ့နောက်တစ်ခါကကုသနာမြတ်စွာဘုရားလက်ထက်ကသမိုင်းကြောင်းကိုဟောပြီးတဲ့နောက်မှာဆက်ဟောတယ်ဒီပဒကဘာမှာပဲကကုသနာမြတ်စွာဘုရားပွင့်ပြီးတဲ့အခါမှာလူတွေရဲ့တဏှာတပြေးပြေးဆိုးသွားပြီးတော့7နှစ်တန်းထိအောင်ကျဆင်းသွားတယ်7နှစ်တန်းထိအောင်ရောက်သွားတဲ့အခါမှာလူတွေရဲ့ဇယိုက်တွေဟာလုံးဝကြမ်းတမ်းပြီးတော့အသိဉာဏ်တွေလည်းအားနည်းပြီးလူတွေရဲ့အမုန်းတရားတွေကလည်းခါသီးတဲ့အမုန်းတရားတွေဖြစ်လာတော့တယောက်နဲ့တယောက်တတ်ကြဖြတ်ကြတဲ့အဆင့်ထိရောက်သွားကြတရိစ္ဆာန်တစ်ကောင်ကိုတွေ့ရင်ဝိုင်းပြီးတော့တတ်ကြသလိုပဲလူချင်းချင်းတွေ့ပြီဆိုရင်တတ်ကြတယ်ခါသီးသောအမုန်းတရားတွေရဲ့လွှမ်းမိုးမှုကြောင့်နိုင်သူကရှုံးသူကိုတတ်ဖြတ်နေတဲ့အနေအထားမျိုးရောက်သွားတယ်တဲ့7နှစ်တန်းရောက်ပြီဆိုလို့ရှိရင်လူတွေဟာတက်တန်းတို့သလိုကိုကျင့်တရားတွေဆိုတာတခုမှမရှိဘူးအဲ့ဒီခေတ်ရောက်သွားလို့ရှိရင်အမေကိုပြုစုလို့ကြွေးတာတို့အဖေကိုပြုစုလို့ကြွေးတာတို့အမေဖေလို့အသိမှတ်ပြုတာတွေမရှိတော့အဲ့တော့ဘယ်သူပဲဖြစ်ဖြစ်အမျက်ဒေါသဖြစ်လာလို့ရှိရင်တတ်ဖြတ်လူရကြတာတွေလှုပ်လာမယ်တဲ့အဲ့ဒီချိန်မှာသူတို့တွေ့သမျှတွေဟာလက်နဲ့တွေဖြစ်ပြီးတော့တုံနဲ့တူတတ်ကြဖြတ်ကြလိမ့်မယ်အဲ့ဒါနဲ့လူမျိုးຫນွယ်ကြီးတစ်ခုလုံးဟာလူမျိုးတုံသဘောမျိုးလောက်ထိအောင်ဖြစ်သွားမယ်လို့သူများကိုလည်းတတ်လို့စဲမရှိဘူးကိုယ်လည်းအသက်ခံအမှကြောက်တဲ့
ကြောက်ပြီးတော့လူတွေနဲ့ဝေးတဲ့နေရာမှာသွားရောက်ပုံနေတဲ့လူအချို့လောက်ပဲကြံမယ်အပုံကောင်းတဲ့လူအချို့လောက်ကြံပြီးကြံတဲ့လူမျိုးနွယ်တွေဟာပြုံးသွားလိမ့်မယ်အဲ့ဒီကြတဲ့အခါလူလောကမှာလူတွေကုံတလောက်ဖြစ်သွားတော့တိတ်ဆိတ်ငြိမ်သက်သွားလို့တောတောင်လိုင်ကူတွေမှာပုံနေတဲ့လူတွေကထွက်လာကြတော့တယောက်တယောက်မြင်တွေ့တဲ့အခါအော်မင်းလည်းအသက်ရှိသေးတယ်ကိုမင်းလည်းအသက်ရှိသေးကိုနဲ့တုံးနဲ့တူဝမ်းသာအားရဖက်ပြီးတော့ငိုကြွေးကြပြီးတူမေတ္တာတူမှာဆိုပြီးမေတ္တာတရားထားအဲ့ဒီကြတော့မှမေတ္တာစိတ်တွေဝင်လာကြတယ်ရှင်တဲ့ကဒေါသတွေပျောက်သွားပြီးတော့မေတ္တာတွေရောက်လာတာနဲ့တပြိုင်နက်သူတို့ရဲ့သာသမီတွေဟာ10နှစ်ကနေပြီးအသက်20ပြန်ပြီးတော့အသက်တန်းရှိလာကြတယ်တဖြည်းဖြည်းတိုးတက်လာလိုက်တာနောက်ဆုံးအသက်ဘလောက်ဆိုတာတောင်ရေတွက်လို့မရလောက်အောင်အသင်ခြေထိအောင်ခြေပြီးတော့နောက်တက်တန်းနေပြန်ရော့လာပြန်တယ်ပြန်ဆုတ်လာပြီးတော့လူတွေရဲ့တက်တန်းအနှစ်3000တန်းရောက်လာတဲ့အခါမှာကောဏကမနမြတ်စွာဘုရားဆိုတာပွင့်လာပြန်တယ်ဒီဗဒ္ဒကဝမှာကောဏကမနဗုဒ္ဓပွင့်လာတယ်ကောဏကမနဘုရားပွင့်တဲ့အချိန်မှာဟောဒီဝေပုံလတောင်ကြီးကရှိသေးတယ်ဒါပေမဲ့အဲ့ဒီတော့တောင်ရဲ့နာမည်ကိုဝင်္ကကတောင်လို့ခေါ်တယ်ဒီဒေသမှာရှိတဲ့လူမျိုးစုတွေကတော့ရောဟိတတလူမျိုးလို့ခေါ်တယ်သူတို့ရဲ့တက်တန်းကတော့အနှစ်3000သက်ရှိကြတယ်အဲ့ဒီခေတ်ကလူတွေဟာဝင်္ကကတောင်ကိုတက်လို့ရှိရင်3ရက်တက်ရတယ်ပြန်ဆင်းရင်လည်း3ရက်ကြာတယ်ကောဏကမနမြတ်စွာဘုရားပွင့်လို့သူ့ရဲ့တပည့်တွေကထိတ်တန်းတပည့်2ပါးကတော့ရှင်ဘိယောသနဲ့ရှင်ဥဒ္ဒရတို့ဖြစ်တယ်ကောဏကမနဘုရားလက်ထက်မှာလည်းပဲဒီဝင်္ကကဆိုတဲ့တောင်ကြီးဟာအခုပျောက်သွားပြီရောဟိတတလူမျိုးတွေလည်းမရှိတော့ဘူးကောဏကမနဘုရားကိုယ်တိုင်လည်းပြိဋိဘံဆံသွားပြီယဟန်တို့သင်္ခါရတရားဆိုတာဘယ်တော့မှမမြဲဘူးဘယ်တော့မှမတည်ငြိမ်ဘူးဒီသင်္ခါရတရားတွေပေါ်မှာစိတ်ပြည့်ညီငွေ့ဖို့လွတ်အောင်ကြိုးစားဖို့တင့်တော်ပြီလှုပ်သိနေပြီလို့မြတ်စွာဘုရားယဟန်တွေကိုဆုံးမတာတပံကောဏကမနမြတ်စွာဘုရားပွင့်ပြီးတဲ့အခါခုနလိုပဲဆုတ်ကတက်ကကြုံသွားပြီးတဲ့နောက်မှာဖရာတဆုနဲ့တဆုကြားမှာမြေကြီးတည်ဥစနာလောက်မြင့်တက်လောက်အောင်အချိန်ကြာညောင်းတယ်လို့ဆိုလိုတယ်ပေါ့နော်အဲ့ဒီလိုအချိန်ခါကြာညောင်းပြီးတဲ့အခါမှာလူတွေရဲ့သက်တမ်းအနှစ်2000ရှိတဲ့အခါမှာကတ္တဗမြတ်စွာဘုရားဆိုတော့ပွင့်လာအဲ့ဒီကတ္တဗမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါကျတော့ဒီဝေပလောတောင်ကြီးကတော့သူပတ္တတောင်လို့ခေါ်တယ်အဲ့တော့ကဘာမြေကြီးကမပြတ်သေးဘူးကဘာမြေကြီးမပြတ်သေးတော့တောင်ကြီးတွေလည်းရှိသေးတယ်ပေါ့နော်အဲ့တော့ဒီဝေပုံလတောင်ကြီးကိုအဲ့ဒီခေတ်ကသူပတ္တတောင်လို့ခေါ်တယ်တဲ့ဒီဒေသမှာနေထိုင်တဲ့လူမျိုးတွေကတော့သုတ်ပိယလူမျိုးတဲ့သူတို့ရဲ့တက်တန်းကအနှစ်2000တောင်ပေါ်တက်လို့ရှိရင်2ရက်ကြာတက်ရတယ်ဒါတောင်ရဲ့အမြင့်ပမာဏကိုပြောတာနော်ကိန်းကနန်းနဲ့မပြောဘဲနဲ့2ရက်တက်ရမယ်အဲတောင်ပေါ်ရောက်ဖို့အတွက်2ရက်ကြာတယ်တောင်အမြင့်ပမာဏပြောတဲ့သဘောအဲ့ဒီလူတွေရဲ့တက်တန်း2000တန်းမှာကတ္တဗမြတ်စွာဘုရားပွင့်လာတယ်တဲ့မြတ်စွာဘုရားရဲ့ထိတ်တန်းတပြည့်2ပါးတော့ရှင်ဒိဋ္ဌနဲ့ရှင်ပါရထွာစာယဟန်တို့အဲ့ဒီသူပတ္တဆိုတဲ့အမည်လည်းပျောက်သွားပြီမရှိတော့ဘူးသုတ်ပိယဆိုလူမျိုးတွေလည်းတုံးသွားပြီမရှိတော့ဘူးတဲ့ကတ္တဗမြတ်စွာဘုရားကိုယ်တိုင်လည်းပြိဋိဘံဆံသွားပြီတဲ့သင်္ခါရတရားတွေဆိုတာ
အခုလိုပဲပေါ်လာပြီးတဲ့နောက်ပျောက်သွားမယ်ဖြစ်လာပြီးတဲ့နောက်ပြတ်သွားမယ်ဘယ်တော့မှသင်္ခါရတရားတွေဆိုတာမတည်ငြိမ်ဘူးတဲ့ဒါကြောင့်မို့သင်္ခါရတရားမှန်သမျှအပေါ်မှာမင်းတို့စိတ်ပြည့်ညီငွေ့ပြီးလွတ်မြောက်အောင်ကြိုးစားဖို့အချိန်တန်ပြီအမှတ်တမဲ့မနေကြနဲ့လို့ဆိုပြီးမြတ်စွာဘုရားကတပိုင်းเจ้าကိုဆက်ပြောပြန်တယ်အခုငါတို့ခေတ်ရောက်လာပြီခေါဏလို့တက်တန်းတွေကဆုတ်သွားပြီးတဲ့နောက်ပြန်တက်လာတယ်ပြန်တက်လာပြီးပြန်ဆုတ်လာတယ်မြေကြီးကတေယုဇနမြင့်တက်သွားတဲ့အခါမှာလူတွေရဲ့တက်တန်းအနှစ်100တန်းရောက်လာတယ်အဲ့ဒီ100တန်းရောက်လာတဲ့အခါကျတော့ဒီတောင်ကြီးကိုဝေပုံလာတောင်လို့ခေါ်ကြပြန်တယ်လူမျိုးတွေကတော့မဂရလူမျိုးလူတွေရဲ့တက်တန်းကတော့တိုးပါတယ်တဲ့မြတ်စွာဘုရားကအပကံအာယုပ္ပမနံလူတွေရဲ့တက်တန်းကအတော်ကိုတိုးတယ်လဟုကံနေမြင့်ညာပြောက်အခုပဲဒီလူတွေးလိုက်တဲ့တော့ကြသိသွားတယ်နေမြင့်ညာပြောက်တော့အောင်အလုံးကိုလင်းမြန်တယ်ယောစိရံဇေဝတိအသက်အရှိဆုံးလို့ဆိုရတဲ့လူတောင်မှပဲအသက်တရားပိုနေနေပေါ်တဲ့အဲ့ဒီခေတ်ကနော်ခုခေတ်ပေါ့မြတ်စွာဘုရားကပိုတောင်မှနည်းနည်းပဲပိုတာပါတဲ့သက်တရားကျော်ရှည်တဲ့ပုဂ္ဂိုလ်တွေက200ထိအောင်မရောက်ဘူးလို့စာပေမှာဒီလိုတော့ဆိုထားတယ်အဲ့တော့ဒီဝေပုံလတောင်ကြီးကိုတက်မဲ့ဆိုရင်အခုတက်အခုဆင်းအခုတက်သွားခဏနေပြန်ဆင်းလာလို့ရတယ်တောင်ကြီးကလည်းနှိမ့်ဆင်းသွားတဲ့အဓိပ္ပာယ်ပြောတာနော်ဘာကြောင့်တောင်ကနှိမ့်သွားတာတုံးဆိုမြေကြီးကမြင့်တက်သွားတာဘာကြောင့်မြေကြီးကမြင့်တက်တုံးဆိုစဉ်းစားကြည့်လေနေ့စဉ်နဲ့အမျှအမှုန်မွားတွေကြားတယ်တည်ရွက်တွေနောက်လူသေးတဲ့လူတွေမြုပ်ရတယ်နဲ့ဆိုတော့ဒီမြေကြီးကအထက်တက်လာတာဒါကြောင့်မလို့ရှေးအောင်သူဒေသနာဆိုမြေကြီးတဲ့တူးယူရတာလေဘယ်ခက်ကဆိုတာဒီလိုမြုပ်သွားတာအကုန်လုံးတပြည့်မြုပ်သွားတာအဲ့တော့မြုပ်သွားလို့ပမသမိုင်းเจ้าကိုကြည့်မဲ့တော့မှပဲအခုပဲကူးမျိုးပဲကြည့်ပဲကူးဟာဟုတ်ရင်တော့ပင်လည်းရေအောင်မှရှိတယ်ဟင်းသာငှက်တကောင်နားယုံလောက်ကုန်းကလေးပေါ်တယ်အဲ့ဒီကနေခုမြေပြင်ကြီးဖြစ်သွားရေတွေပျောက်သွားပြီးတော့ကုန်းပေါ်လာတယ်အဲ့ဒီသဘောပဲတပြေးပြေးရှေးပြင်းမြေပြင်တွေကမြင့်တက်လာတာမြင့်တက်လာတဲ့အခါကျတော့တောင်တွေကတော့မမြင့်မဲနဲ့တောင်တွေအခြေခံထားတဲ့မြေသားတွေကမြင့်တက်လာတဲ့အခါတောင်တွေကတဖြည်းဖြည်းနှိမ့်သွားတာအဲ့လိုဆိုလိုတာပါတောင်တွေကတဖြည်းဖြည်းနှိမ့်သွားတယ်ဒါကြောင့်မို့ကကုသန္တမြတ်စွာဘုရားလက်ထက်အခါကာလတုန်းကဒီ4ရက်တက်ရတဲ့တောင်ဟာကောရမဘုရားမြတ်စွာဘုရားလက်ထက်ရောက်တယ်အခုတက်အခုဆင်းဖြစ်သွားတယ်အဲ့တော့တောင်ရဲ့ပမာဏတွေကလည်းပြောင်းလဲမယ်ဆိုတာထင်ရှားတယ်ပေါ့နော်အလုံးဟာအမြင့်တွေကလည်းနှိမ့်လာတယ်နှိမ့်တာတွေကလည်းမြင့်လာတယ်အဲ့တော့မြေကြီးတွေမြင့်တက်လာသည့်အတွက်ကြောင့်ဒီလိုဖြစ်တာအခုမြတ်စွာဘုရားကဆက်ပြောတယ်ငါဗုဒ္ဓအနေနဲ့လောကမှာပွင့်ပေါ်နေတယ်ငါရဲ့ထိတ်တန်တပည့်ကတော့ရှင်သာရိပုတ္တရာနဲ့ရှမောက္ကလန်တို့ဖြစ်တယ်ဆိုပြီးတော့ဘဝိတ္တိသောသမယောတဲ့ဒီအခြေအနေတစ်ခုကျုံလာလိမ့်မယ်ဒီအချိန်ရောက်လာလိမ့်မယ်တဲ့ဘာလို့ဆိုရင်ဟောဒီဝေပုံလားတောင်ကြီးရဲ့အမိပြောက်သွားမယ်အဲ့ဒီအချိန်ရောက်လာတော့မယ်တဲ့ရောက်လာမယ်တဲ့ဒီနေ့ကျရင်ဒီဝေပုံလားတောင်ကြီးရဲ့အမြင့်ဟာလဲအမိနာမဟာလဲကွယ်ပြောက်သွားမယ်ဒီဒေသမှာနေကြတဲ့လူမျိုးစုတွေကလည်းပဲကွယ်ပြောက်သွားလိမ့်မယ်တဲ့ငါလည်းပဲပြိဋိဘံဆံရလိမ့်မယ်အဲ့တော့ဘယ်ဟာမှမတည်မြဲဘူးဆိုတာကိုမြတ်စွာဘုရားဟောတာပါဒီတော့ကဒါကြောင့်မို့ဧဝံအနိစ္စဘိက္ခွေသင်္ခါရယန္တုအကြောင်းတရားကနေပေါင်းစပ်ပြီးတော့ထုတ်ဖော်ထားတာအဲ့တော့အကြောင်းတရားပေါင်းစပ်ထုတ်ဖော်ထားတာဆိုတာကြည့်ပေါ့တစ်ပင်တစ်ပင်ဆိုလို့ရှိရင်
မျိုးစိတ်လေးကဒါကထုတ်လုပ်တဲ့အကြောင်းတရားလို့ခေါ်တယ် producing cause ပေါ့အဲ့ဒီမျိုးစိတ်လေးကအပင်နဲ့အမြစ်တို့အပင်ဖြစ်ဖို့ရအတွက်မြေနဲ့ရေကအကူအညီပေးထားတယ်ဒါကို supporting cause ဥပဋ္ဌာမကအကြောင်းအဲ့ဒီအကြောင်းတစ်ခုပေါင်းစပ်လိုက်မှသစ်ပင်ဆိုတာဖြစ်လာတယ်အဲ့တော့သစ်ပင်ဟာမျိုးစိတ်မရှိဘဲလည်းမဖြစ်ဘူးမြေရေမရှိဘဲလည်းမပေါက်ဘူးမြေကြီးပေါ်ကသူ့ဟာသူပေါက်လို့မရဘူးအဲ့တော့မျိုးစိတ်နဲ့မြေကြီးဒီနှစ်ခုပေါင်းတာအဲ့ဒါကိုသင်္ခါရလို့ပြောတာတန်ဆိုတာကအကြောင်းတရားတွေပေါင်းစပ်ပြီးတော့မှခါရထုတ်တာကဲဘုန်းကြီးတို့တွေလူဖြစ်လာတာပဲကြည့်ကံတရားတစ်ခုတည်းမဟုတ်ဘူးကံတရားကဟိုဘဝကိုဆုံးသက်လိုက်တဲ့အခါမှာဒီဘဝအမေနဲ့အဖေရဲ့ span နဲ့ over နဲ့ span ဆိုတာနှစ်ခုနော်မိဘနှစ်ပါးရဲ့ပေါင်းစပ်မှုမှာ over နဲ့ span အဲ့ဒီနှစ်ခုမှာတန်တိမျိုးစေ့ကြပြီးတော့လူဖြစ်ရတာအဲ့ဒီ over span မှာဘာပဲနဲ့မဖြစ်ဘူးဘယ်သူမှမဖြစ်ဘူးဖန်မြောင်လူသားဆိုတာလေ over နဲ့ span ပေါင်းရတာပဲအဲ့တော့ဒီရိုးရမွေးဖွားလာတာဒီပဲနဲ့ကြည့်မိဘတစ်ပါးရဲ့ပေါင်းစပ်ထားတဲ့ဟာရဲ့ကိုယ့်ရဲ့ကံရဲ့ပေါင်းစပ်လိုက်တာခုနကဘာနဲ့တူတော့ဆိုကိုယ့်ရဲ့ကံကမျိုးစိတ်စပန်နဲ့အိုပန်းကပြေးဟောပြေးနဲ့ရေအဲ့တော့မျိုးစိတ်လေးတစ်ခုအပင်ပေါက်ဖို့အတွက်ပြေးနဲ့ရေရှိရတယ်လို့ပဲလူသားတယောက်ဖြစ်ဖို့ရအတွက်မိဘရဲ့ open နဲ့ span လိုအပ်တယ်ပေါ့အဲ့ဒါပေါင်းစပ်လိုက်တဲ့အခါမှာဘဝတစ်ခုဟာရှင်းသန်ပြီးတော့လူဖြစ်လာကြတာအဲ့တော့လူဖြစ်ကြတဲ့ကိုကဒီအကြောင်းနှစ်ခုကိုအကြောင်းနှစ်ခုပေါင်းစပ်မှအကြောင်းနှစ်ခုဆိုတာ producing cause စနကအကြောင်း supporting cause ဒီဥပဋ္ဌာမကအကြောင်းလို့ခေါ်တယ်အဲ့ဒီအကြောင်းနှစ်ခုရဲ့ပေါင်းစပ်မှုကြောင့်မှလူသားဖြစ်လာတယ်အဲ့တော့လူဘဝရောက်လာတယ်ဆိုရင်လေအမေဖေကမွေးလိုက်လို့လူဘဝရောက်လာပြီဆိုတော့ကံတရားနေပို့လိုက်လို့လူဖြစ်လာပြီအဲ့ဒီမှာလည်းပဲဒီတိုင်းပဲရှင်သန်ရမှာလားလို့ဆိုမရှင်သန်ဘူးဘာတွေလုပ်နေရပြန်ဘာတွေဖြစ်လာကြပြန်လို့ဆိုအစာအာဟာရစားရတယ်ကိုယ်နဲ့တင့်တော်တဲ့ရာသီဥတုနဲ့နေရတယ်နော်ဘာတွေကစပ်ဖို့လုံးနေတော့ဆိုဥတုနဲ့အာဟာရအဲ့ဒါကိုချဲ့ပြီးတော့ကြည့်လိုက်မယ်ဆိုရင်အထောက်အကူပစ္စည်းလေးမျိုးဆိုတာစားစရာရှိရမယ်ဝတ်စရာရှိရမယ်နေစရာရှိရမယ်မကြမ်းမမာရင်ဆေးဝါးအဲ့ဒါကိုပစ္စယအထောက်အကူအကြောင်းတရားဘာအတွက်ထောက်ကူတာတော့ဆိုရင်အသက်ရှည်ဖို့အတွက်ထောက်ကူအမေဖေကမွေးပေးနိုင်တာဘဝရှင်သန်မှုအတွက်ကြတော့ဘာတွေနဲ့ရှင်သန်ရတော့ဆိုရင်စားစရာစားပြီးရှင်သန်ရမယ်ဝတ်စရာဝတ်ပြီးရှင်သန်ရမယ်အဲ့တော့စားစရာဝတ်စရာဆိုတာစားစရာမရှိရင်သိသွားမှာပဲလေဝတ်စရာမရှိရင်လည်းကျမကြီးရမှာမဟုတ်ဘူးနေစရာမရှိရင်လည်းကျမမှာမဟုတ်ဘူးအနေရရှိတယ်အဲ့တော့စားစရာတို့ဝတ်စရာတို့နေစရာတို့မကျမ်းမရင်ဆေးဝါးတတ်စာတို့ဆိုတာဒါအထောက်အကူပစ္စည်းတွေအဲ့ဒီပစ္စယဆိုတဲ့ပစ္စည်းလေးပါးကိုအမိပြုပြီးတော့လူတွေကဘဝမှာရှင်သန်နေကြတာအဲ့တော့လူတွေတင်လားဆိုဘယ်ဟုတ်မှာသစ်ပင်တွေရောသစ်ပင်တွေလည်းကြည့်လေမျိုးစေ့ကချပေးလိုက်လို့အပင်တော့ပေါက်လာတယ်ရှိမရှိဘူးဆို6သွားမှာပဲလေအမြဲတမ်းအစိုးတရှိနေမှာသူကမြေကြီးမရှိဘူးဆိုလည်းမရအဲ့တော့အစိုးတရဲ့ထောက်ပံ့မှုရှေးတရဲ့ထောက်ပံ့မှုနောက်တခါရာသီဥတုအပူအေးလေတို့ဘာလို့ထောက်ပံ့ရလဲအဲ့တော့လူမှလည်းထူထူပါပဲလူတွေရဲ့အသက်ဟာလည်းပဲအဲ့ဒါတွေနဲ့ဆက်ဆက်တယ်အောက်ဆီဂျင်ပြတ်ရင်သေတာပဲလေလူမှလည်းဒါအောက်ဆီဂျင်ကအထောက်ပံ့တစ်ခုဖြစ်နေသက်ရှူနေကြရတဲ့လူတွေအများတာရှူသိမ်းပြီးတော့ပါးစပ်ကလည်းအစာစားရတယ်နှာခေါင်းကလည်းသက်ရှူရတယ်အဲ့ဒါတွေကိုပြောတာသင်္ခါရဆိုတာ
သင်္ခါရဆိုလူတွေတခြားသွားမရှာနဲ့ကိုယ့်ကိုယ်ကြည့်လိုက်အော်အကြောင်းတရားတွေကအမြဲတမ်းအကြောင်းတရားတွေညီညွတ်နေမှရှင်သန်နိုင်တာပါလားဆိုစဉ်းစားကြည့်ရမယ်လျှက်စစ်ပြီးပဲကြည့်အလင်းရောင်တွေပဲကြည့်အခုရှိနေတဲ့အလင်းရောင်တွေအလုံးကိုမင်းတို့ညီငွေဖို့တင့်တော်နေပြီဘာကြောင့်ညီငွေဖို့တင့်တော်တော့ဆိုမင်းတို့ဒီလိုအခြေအနေမျိုးကြီးကိုဘယ်တော့မှရခဲ့တယ်ဘယ်အချိန်ကစခဲ့တယ်ဆိုတာတော့မသိနိုင်တော့အောင်ရှည်လျားနေခဲ့ပြီအဲ့ဒါကိုမမုန်းနိုင်ကြသေးဘူးလားဘဝခရီးကိုခုချိန်ထိပြောနေကြတော့လားလို့ဆိုလို့တယ်ဘဝမှာဒုက္ခတွေမျိုးစုံကြုံခဲ့ပြီအဲ့ဒုက္ခတွေကိုမေ့ပြစ်လိုက်တာလူတိုင်းဟာငရဲရောက်ဖူးမဲ့ဒါပေမဲ့အဲ့ဒီငရဲဒုက္ခကိုမေ့ထားလိုက်ကြတယ်မေ့သွားကြပြီတော့လူတွေဟာမေ့ပြောက်သွားသည့်အတွက်ကြောင့်ဒီခရီးကိုဆက်လျှောက်နိုင်တာမမေ့ပြောက်ဘူးဆိုရင်ဘယ်သူမှမဆက်လျှောက်နိုင်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားအမှန်သိဖို့အတွက်ဖုံးကွယ်တွေကိုဖယ်ရှားပြရအဲ့ဒါကိုပဲအဝိဇ္ဇာကိုဖယ်ရှားတယ်လို့ခေါ်တာနော်အမှန်သိအောင်လုပ်တာအမှန်သိအောင်ကြိုးစားရမယ်မှန်သိအောင်ကြိုးစားမှဒီအခြေအနေဆိုကြီးကလွတ်မြောက်သွားနိုင်မှာဖြစ်တယ်လို့မြတ်စွာဘုရားဒီဝေပုံလသုတ်တံမှာဒီလိုဟောကြတယ်ဒါလည်းပဲဒီကနေ့ခေတ်မှာဆိုလို့ရှိရင်နှစ်စဉ်နှစ်ဟောင်းကုန်လို့နှစ်သက်ကူးသွားတဲ့အချိန်တိုင်းဒီသဘာဝတရားတွေကိုသေချာဆင်ခြင်စဉ်းစားပြီးတော့ကိုယ်လည်းပြန်ပြီးသုံးသပ်ကြည့်တဲ့နေပေါ့လူတိုင်းဒါသုံးသပ်ကြည့်တာဟာစိတ်ပြည့်ဖို့အားငယ်ဖို့မဟုတ်ဘူးအမှန်တရားကိုသိဖို့အမှန်မသိလို့ရှင်လောကလူတွေကအမှန်မသိလို့ရှင်ဘာလို့ရမယ်ဆိုတာမဆုံးဖြတ်နိုင်ဘူးအမှားသိနေတယ်အမှန်မသိဘူးဆိုတော့အမှားသိနေတယ်အမှားသိနေတဲ့အခါမှာမိလျော့နေဖြစ်နေတယ်အမှန်သိပြီဆိုရင်ကြိုတင်ပြင်ဆင်မှုတွေနဲ့တွားရမယ်သူကအဲ့တော့မြတ်စွာဘုရားကဟုတ်ပြီဒီလိုမမြဲတဲ့သင်္ခါရတရားကြီးမှာဘာလို့တင်လဲအခုလိုပဲဘဝကြီးကရွေရှားနေတယ်ဒီသင်္ခါရတရားတွေဟာမတည်ငြိမ်ကြဘူးဖြစ်လာပြီးတဲ့နောက်ပျောက်ကွယ်သွားကြတယ်ထာဝရဆိုတာမရှိဘူးတခဏတွေသာဖြစ်တယ်အဲ့ဒီလိုသိနေလို့ရှိရင်ဘာလို့ရမှာလဲတည်ငြိမ်အောင်လုပ်ရမှာလားဆိုတည်ငြိမ်အောင်လုပ်လို့လည်းမရဘူးဖြစ်လာတဲ့အရာတစ်ခုမပြတ်အောင်ထိမ့်သိမ်းလို့လည်းမရဘူးလောကရဲ့သဘာဝကိုကသူကအဆုံးသတ်တွေရှိတယ်အားလုံးကအဆုံးသတ်ရှိတယ်နုပြိုခြင်းရဲ့အဆုံးသတ်ကအိုမင်းခြင်းပဲဖြစ်တယ်နုပြိုခြင်းဟာဘယ်တော့မှထာဝရနုပြိုမှာမဟုတ်ဘူးနုပြိုခြင်းရဲ့အဆုံးသတ်ဟာရှင်းရောခြင်းအိုမင်းခြင်းပဲဖြစ်တယ်တခါအသက်ရှင်နေခြင်းရဲ့အဆုံးသတ်ကသိဆုံးခြင်းပဲဖြစ်တယ်ဘဝတစ်ခုရပြီးအသက်ဝင်လာတာနဲ့ဒီအသက်ဟာသိခြင်းတရားမှာဆုံးသတ်မယ်လူပြိုခြင်းကအိုမင်းခြင်းမှာဆုံးသတ်မယ်အသက်ရှင်ခြင်းကသိဆုံးခြင်းမှာဆုံးသတ်မယ်အေးယောဂကင်းပြီးတော့ကျမ်းမှာလန်းဆန်းနေတဲ့အနေအထားမျိုးကလည်းပဲယောဂဖြစ်ခြင်းမှာအဆုံးသတ်မယ်ဘယ်ရာပဲဖြစ်ဖြစ်သဘာဝတရားကြီးဟာနော်အတက်ရှိရင်အကျရှိတယ်အကောင်းရှိရင်ဆိုးရှိမယ်အပူရှိရင်အေးရှိမယ်အေးရှိရင်အပူရှိတယ်ဒီသဘာဝတရားတွေဟာအမြဲတမ်းလှည့်နေတဲ့သဘာဝတရားတွေသာဖြစ်တယ်တစ်ခုရှိရင်နောက်တစ်ခုရှိနေမှာပဲအဲ့ဒီလိုရှိနေတဲ့အချိန်မှာဘာလို့သင်လဲလို့ဆိုတော့မြတ်စွာဘုရားကဒီသုတ်တံမှာတော့မင်းတို့ညီငွေဖို့တော်လှပြီလွတ်မြောက်အောင်ကြိုးစားဖို့တော်လှပြီဆိုလွတ်မြောက်အောင်ဘယ်လိုကြိုးစားရမလဲဒီလိုသင်္ခါရတရားကြီးကနေပြီးတော့လွတ်မြောက်သွားအောင်ဘယ်လိုလုပ်ရမလဲဆိုတာနောက်သုတ်တံတစ်ခုမှာမြတ်စွာဘုရားဟောထားတာလေးကိုကြည့်လူသက်တမ်းနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောထားတယ်အပ္ပမိဒံဘိက္ခွေမနုဿနာအာယုတဲ့ယနေ့ခေတ်သူတို့ရဲ့သက်တမ်းဟာသိပ်တိုတယ်ဟုတ်တယ်အသက်တရားရန်လို့ဆိုပေမဲ့တရားနေရတဲ့လူဆိုတော့ရှားတယ်
နာရေးကြော်ညာကြည့်လိုက်လို့ရှင်ဟုတ်လား30 40 50 60 90သွားကုန်ညာမရှိတော့အဲ့တော့လူတွေရဲ့အသက်တန်းဟာတရားဆိုတာမမှန်းနိုင်လောက်အောင်ရှည်လျားတဲ့အရှိကြီးပဲဖြစ်နေအဲ့တော့ခဏရဲ့လူတွေရဲ့သက်တန်းဟာအလုံးကိုတိုးတယ်စဉ်းစားရမှာလူသက်တန်းဟာအလုံးတိုးတယ်တိုးတဲ့အခါမှာသိသွားပြီဆိုရင်သိသွားလို့ရှိရင်သိသွားရင်ပြီးရောလားတချို့ဘာသာတရားတွေကတော့သိသွားတာရဲ့နောက်မှာဘာမှမရှိဘူးလို့ထင်ကြတယ်နောက်ဘဝကိုမယုံကြည်ကြတာနဲ့မရှိဘူးလို့ရှုံကြည်ကြတာဒီနှစ်ခုရှိတယ်ပေါ့နောက်ဘဝရှိတယ်ဆိုတာမယုံဘူးမရှိဘူးလို့ယူဆကြတယ်မြတ်စွာဘုရားကတော့နောက်ဘဝရှိတယ်လို့ဟောထားတယ်ခမနိယောတံပရာယောတဲ့နောက်ဘဝကိုမင်းတို့သွားရမှာပဲတဲ့ဒါလူဆိုတာဖြစ်ပြမှုဟာစင်စဲမပြတ်သွားနေတာဆိုတော့ဒီဘဝအဆုံးသတ်သွားလို့ရှိရင်နောက်ဘဝပြန်စားမယ်ဒီလိုဆိုလို့တံပရာယောနောက်တမလွန်ဘဝဆိုတာကမဏီယောရောက်ရမှာပဲရောက်ကိုရောက်အောင်ဒီဘဝသိသွားရင်နောက်ဘဝတစ်ခုတော့ရောက်မှာအဲ့တော့ဘဝဆိုတဲ့ထဲမှာလူတွေရဲ့နောက်ဘဝလမ်းကြောင်းကိုမြတ်စွာဘုရား5မျိုး30ဘုံကိုဂတိ5မျိုးနဲ့ခွဲခြားပြီးတော့ပြထားတယ်ဘဝမှာနေထိုင်ကြတဲ့နေပုံနေထိုင် lifestyle ပေါ့သူတို့ရဲ့အသက်မွေးဝမ်းကြောင်းတဲ့ lifestyle ပေါ်မှာအမိပြုပြီးတော့သူတို့နောက်ဘဝမှာလျှောက်သွားနိုင်တဲ့လမ်းကြောင်းကြီးက9 သွဲရှိတယ်တဲ့မကောင်းမှုဒုစရိုက်တွေကိုအလွန်ကြုံပြုတဲ့ပုဂ္ဂိုလ်တွေကြတော့ပြမဆင်းရဲတဲ့ငရဲဘုံကိုရောက်သွားလိမ့်မယ်ဒါလည်းလက်တွေ့ကြည့်မယ်ဆိုလို့ရှိရင်တော့ပြစ်မှုကျူးလွန်သွားလို့ရှိရင်ထောင်သွင်းကျဉ်းချနှိပ်စက်ခံရတာလည်းခုဟာရှိတာပဲလေအဲ့သဘောပဲသူလှုပ်တဲ့လှုပ်ရအတိုင်းပဲသူကအငြင်းသက်ခံရတဲ့ငရဲဘုံကိုရောက်သွားနိုင်တယ်တဲ့ဒါလမ်းကြောင်းတစ်ခုအဲ့တဲ့နည်းနည်းသက်သာတဲ့ပြစ်မှုဆိုလို့ရှိရင်တိရစ္ဆာန်ဘဝရောက်သွားမှာအဲ့တော့တိရစ္ဆာန်ကသက်သာတဲ့လို့သာဆိုရတယ်လူတွေရဲ့အနိုင်ကျင့်တပ်ဖြတ်စားခံရတာတွေတိရစ္ဆာန်တွေပဲလေကဘာမှာကြည့်ကြည့်ပေါ့နေ့စဉ်လူသေးတာတဲ့အစာပေါင်းများစွာတိရစ္ဆာန်တွေကသက်တမ်းမရှိခင်လူတွေကသတ်စားနေကြတာသတ်စားရုံနဲ့မကဘူးအနိုင်ကျင့်တာတွေဘယ်လောက်ဆိုးလဲလို့ဆိုရင်ခုခေတ်မှာဆိုရင်နီးပညာဆိုပြီးတော့အသုံးချပြီးတော့ကြက်တွေပါလေဆိုကြားဘူးတာဖတ်ဘူးတာပြောရမယ်ဆိုရင်ကြက်တွေကိုမလှုပ်နိုင်မရှားနိုင်အောင်ချင်းကြက်ကလေးမှထားပြီးအစာကျွေးဥခိုင်းဆေးတွေကျွေးဥခိုင်းဝက်တွေဆိုလဲအသားတို့အောင်လုပ်အဲ့လိုလုပ်ပြီးတော့သတ်စားနေကြတာလေအဲ့တော့လူတွေရဲ့အနိုင်ကျင့်တပ်ဖြတ်မှုဟာအတိုင်းနဲ့အလွန်ဆိုးဝါးလွန်နေပေါ့တိရစ္ဆာန်တွေကိုတပ်ဖြတ်ပြီးတော့အနိုင်ကျင့်စားတော့နေရမသိခင်နဲ့ချုံနှောင်ထားတယ်သိပြီးတော့လည်းတတ်လိုက်တယ်အဲ့တော့သူတို့ဘဝလွတ်လပ်တာရှိမှဖြစ်တာတချို့ဆိုလို့ရှိရင်တရဘဝတောင်မရောက်သေးဘူးဥမာမဲ့9 ဥလေးတွေဆိုရင်9 ဘဝတောင်မရောက်ဘူးလေဥဘဝနဲ့ပဲဆုံးသွားတယ်ကြက်ဥတွေဆိုလဲကြက်တွေဟာအကောင်တော့မဖြစ်လဲအောင်အကောင်မဖြစ်ရင်အလင်းရောင်ပဲတွေးရမယ်အမောင်နဲ့ပဲသူတို့ဟာဘဝခရီးကိုသွားနေရတာတကယ်အမောင်နဲ့သွားနေတာတတိစစ်မှာပဲသိဆုံးသွားကြတဲ့တရဝတွေကမြောက်များစွာရှိတယ်တန်းချီရှိတယ်နေ့စဉ်နဲ့အမြတ်မှာလဲတပ်ဖြတ်ခံရတဲ့တရဝတွေအများကြီးပဲအဲ့တော့လောကကြီးအခြေအနေကိုကြည့်လိုက်မယ်ဆိုရင်ဒါတရဝတွေတိရစ္ဆာန်လောကကိုကြည့်လိုက်မယ်ဆိုရင်အညမညခာရိကာဒုဗ္ဗလခာရိကာတကောင်းသတ်စားတယ်ငါးလည်းငါးချင်းလည်းစားတာပဲဖားလည်းဖားချင်းလည်းစားတာပဲမွေရလည်းမွေချင်းစားတာပဲဒါအညမညခာရိကာမျိုးတူတွေလည်းသတ်စားတာဒုဗ္ဗလခာရိကာအာမရှိတဲ့ကောင်အာရှိတဲ့ကောင်အနိုင်ကျင့်တပ်ဖြတ်စားတာဒါတိရစ္ဆာန်ဘဝရဲ့အနေထားကြည့်သူ
သူတို့ထမင်းတွေပဲချက်ပြုတ်စားရမှာမဟုတ်တာအရှင်လက်လက်သက်စားတယ်အရှင်လက်လက်မျိုးတယ်အဲ့ဒီတိရစ္ဆာန်ဘဝကိုလေရောက်သွားကြတယ်အဲ့ဒီတဲ့နည်းနည်းသက်သာရင်ပြိတ္တာဘဝဆိုတာစားလောင်းလောင်းငတ်ငတ်ပြက်ပြက်အမြဲတမ်းစားလောင်းနေတဲ့ hungry ghost ပေါ့အမြဲတမ်းစားလောင်းနေတဲ့ပြိတ္တာဘဝဆင်းရဲဒုက္ခရောက်နေတဲ့ပြိတ္တာဘဝရောက်တယ်တဲ့ကုသိုလ်ကောင်းမှုလေးရှိရင်တော့လူဘဝလူဂတိမနုဿဂတိရောက်လာအဲ့ဒီတဲ့ကုသိုလ်ကောင်းမှုကိုများများကြီးပြုလုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့နတ်ပြည်တို့ဗြဟ္မပြည်တို့ရောက်အဲ့ဒါကိုဂတိ၅ပါးလို့ခေါ်တယ်တိရိယဂတိတိရိစ္ဆာနဂတိပေတဂတိမနုဿဂတိဒေဝဂတိအဲ့တော့ဘယ်သူပဲဖြစ်ဖြစ်ခဏလူသားတွေဟာဖယ်နိုင်ငံသားပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်သိသွားရင်ဒီ၅ခုတစ်ခုတော့ရောက်ပါသိကြတယ်အကုသိုလ်များရင်ငရဲရောက်မယ်ဣရိယာဂတိအဲ့ဒီသက်သာရင်တိရိစ္ဆာနဂတိတိရိစ္ဆာန်ဘုံရောက်မယ်အဲ့ဒီတဲ့သက်သာတာပိဋကဂတိပြိဋ္ဌဘုံရောက်မယ်ချမ်းသာဒုက္ခရတာမနုဿဂတိလူဘုံရောက်မယ်ထေဝဂတိနတ်ဘုံကိုရောက်မယ်လို့အဲ့ဒါကိုပြောတာခမနိယောတံပရာယောမင်းဒီဘဝသိလို့ရှိရင်နောက်ဘဝတစ်ခုတော့ရောက်မှသိကြတယ်ရောက်သွားလိမ့်မယ်တဲ့အဲ့တော့လူသက်ဟာတူတယ်နောက်ဘဝဆိုတာဧကန်ရှိတယ်ဒါကြောင့်ဒါဖြစ်ဘာလို့ရမလို့ဆိုမြတ်စွာဘုရားဆုံးမတယ်ကတ္တပံကုသလံအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာရတဲ့အလုပ်ကိုလုပ်ပါလို့ပြောတယ်ကုသိုလ်ဆိုတာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးတဲ့အလုပ်ကိုဆိုလိုတယ်ဘယ်ဟာပဲဖြစ်ဖြစ်ကောင်းတဲ့လုပ်မကောင်းတဲ့လုပ်ဆိုတာနှစ်ခုရှိတယ်နော်အစာတောင်မှပဲခန္ဓာကိုယ်အကျိုးပြုတဲ့အစာရှိတယ်ခန္ဓာကိုယ်ထဲမှာအစိတ်တောက်ဖြစ်တဲ့အစာရှိတယ်တဘာဝကောလေအဲ့ဒါလိုပဲလူစိတ်ထဲမှာဖြစ်တဲ့ဟာကအပြစ်ကင်းတဲ့စိတ်အနေထားတစ်ခုအပြစ်ရှိတဲ့စိတ်အနေထားတစ်ခုအပြစ်ကင်းတဲ့စိတ်သဘောထားကိုကုသိုလ်လို့ခေါ်ပြီးတော့အပြစ်ဖြစ်တဲ့သဘောထားကိုအကုသိုလ်လို့ခေါ်တာပဲကုသိုလ်အကုသိုလ်ကရှင်းလေးသူကနော်အပြစ်ရဲ့ပြီးတော့အကျိုးထုတ်တဲ့အခါမှာသူကနှစ်ခုမှတ်တာကုသိုလ်ဆိုတာအပြစ်ကင်းတယ်အပြစ်ကင်းတယ်တန့်စင်တယ်ကောင်းကျိုးထုတ်ဆောင်ပေးတယ်ဒါကုသိုလ်အကုသိုလ်ဆိုတာအပြစ်ရှိတယ်သဘာဝကိုကမကောင်းဘူးမကောင်းတဲ့ကျိုးကိုလည်းထုတ်လုပ်တယ်ဟောအဲ့ဒါအကုသိုလ်အဲ့တော့မြတ်စွာဘုရားကအေးဘဝမှာနောက်ဘဝသွားရမှာဆိုတော့ကတ္တဗံကုသလအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးမဲ့အလုပ်တွေကိုမင်းတို့လုပ်တဲ့နဲ့အဲ့ဒီအလုပ်တွေကိုဘုရားဘာသာမြတ်စွာဘုရားဘာဟောတော့ဌာနလုပ်တာဒါနလုပ်တာဆိုတာဘုန်းကြီးကျောင်းလှူတာတို့ဒါတွေပြောတာမဟုတ်ဘူးအကုန်လုံးနော်တချို့ကဒါနလုပ်တယ်ဆိုအဲ့ဒါမှမဟုတ်ဘူးကိုမိသားစုအချင်းချင်းကိုအပေါင်းအသင်းတကယ်ချင်းတွေမှာကြွေးတာမွေးတာဟိုရင်ပြုတ်တာကိုစားတဲ့တဲ့ခွဲပေးတာကိုညီတာအလုံးဟာဒါနတွေကြီးပဲကော်ဖီတစ်ခွဲတိုက်တာအစမျှဝေစားတာမှန်သမျှဒါနပဲကိုပေးတာမိဘကိုကြွေးတယ်မိသားစုကြွေးတယ်မေတ္တာနဲ့အလုံးမိသားစုကြွေးတယ်နောက်ဆွေမျိုးမိတ်တင်္ဂါတွေကြွေးတယ်အလှူဒါနပြုတယ်အလုံးဒါတွေကဒါနတွေကြီးပဲနော်သီလဆိုတာကိုယ်ကျင့်တရားထိမ့်သိမ်းဆောက်ရှောက်တယ်သူများသက်မသက်ဘူးသူများဥစ္စာမခိုးဘူးသူတော်ဘာသားများကိုမပြစ်မှားဘူးလူသိက္ခာကိုထိမ့်သိမ်းတယ်မုဒ္ဒဝါဒလူတစ်ဖက်သားဒုက္ခရောက်သွားအောင်လိမ်ပြီးပြောဆိုတာမလုပ်ဘူးမုဒ္ဒဝါဒဆိုတာသူများဒုက္ခရောက်သွားအောင်ပြောတဲ့မုဒ္ဒဝါဒကိုဆိုလိုတယ်ဒီနေ့မြတ်စွာဘုရားကိုယ်တိုင်ရှင်းပြတဲ့မုဒ္ဒဝါဒတရားရုံမှာဖြစ်စေဆွေမျိုးတွေရဲ့အလဲမှာဖြစ်စေလူပရိသတ်အတွင်းမှာပဲဖြစ်စေသူ့ကိုတသက်အရာထားပြီးတော့ခေါ်မေးတယ်ဒါမင်းသိတာပြောစမ်းမြင်တာပြောစမ်းဆိုရင်မမြင်မဲနဲ့လည်းမြင်တယ်ပြောတယ်မသိဘဲနဲ့လည်းသိတယ်ပြောတယ်ဒီလိုလိမ်ပြီးပြောသည့်အတွက်ကြောင့်တစ်ဖက်သားဒုက္ခရောက်သွားတယ်အဲ့ဒီမုဒ္ဒဝါဒမျိုးကိုဆိုလို့တယ်ပေါ့အဲ့ဒါမျိုးရှောင်အောင်ကိုရှိရတဲ့နဲ့မပေးခြင်းလို့မရှိဘူးလို့ပြောတယ်အဲ့ဒီမုဒ္ဒဝါဒမျိုးပြောတာမဟုတ်ဘူးတဲ့နော်သူတစ်ပါးကိုအကျိုးပြတ်သွားအောင်လုပ်တဲ့မုဒ္ဒဝါဒမျိုးမဟုတ်ကြောက်လို့လိမ်နေ
ဒါအဲ့ဒီဟာမျိုးပြောတာမဟုတ်ဘူးတစ်ဖက်သားကိုဒုက္ခရောက်တော့လိန်ပြီးတော့ပြောတယ်မုဒ္ဒဝါဒအဲ့ဒါမျိုးရှောင်ရမယ်မူရစေဝတေးတေးတောက်သုံးမှုကိုရှောင်ရမယ်ဒါကဘာလို့ရှောင်ခိုင်းတာတော့ဆိုရင်လူရဲ့တန်ဖိုးကဘာတော့ဆိုအသိဉာဏ်လူဟာတိရစ္ဆာန်နေတဲ့သားတာဘာတော့ဆိုရင်အုံနောက်လို့ပြောခြင်းပြောပေါ့တင်စားပြောတာအုံနောက်ဆိုတာအသိဉာဏ်ကိုဆိုလို့တယ်အဲ့ဒီအသိဉာဏ်ကိုဝေဝါပျက်စီးသွားစေတတ်တာမူရစေဝပဲလေအဲ့တော့ကိုတန်ဖိုးရှိတဲ့အရာတစ်ခုဆုံးရှုံးသွားတာကိုလူတွေကမသိလိုက်ကြဘူးပိုက်ဆံနေဆုံးရှုံးသွားမှရွှေတွေငွေတွေဆုံးရှုံးသွားမှဆုံးရှုံးနေထင်နေတာမှန်ကိုမှရွှေနဲ့ငွေနဲ့ဝယ်လို့မရတဲ့အုံနောက်ဆုံးသွားတာပို့ဆိုတယ်အသိဉာဏ်နဲ့အသိစိတ်တွေဆုံးသွားတယ်အဲ့ဒါကိုဘသူကဆုံးရှုံးစေတော့ဆိုဒီအရက်ကဆုံးရှုံးစေတယ်တေးတဲ့ရက်ကဆုံးရှုံးစေတယ်အဲ့ဒီအချိန်မှာကြည့်လိုက်လူဟာမူရစ်နေတဲ့အချိန်ကိုကြည့်လိုက် hallucination ဖြစ်တယ်အမှန်တရားတွေကိုမသိတော့ဘူးမပြောသင့်တာတွေပြောလာတယ်အဲ့ဒါလို့အသိစိတ်ပျောက်သွားတယ်အမှတ်တင်ညာတွေပျောက်သွားတယ်ဘဝမျိုးဟာအခြေအနေမျိုးဟာတော်တော်ဆိုးရတဲ့အခြေအနေပဲပေါ့အဲ့ဒါကြောင့်မို့လို့ဝိရစေဝဆိုတာရှောင်တဲ့တယ်တေးသေးတောက်သုံးတာကိုရှောင်တဲ့တယ်အဲ့တော့အဓိကကတော့သီလဆိုတာ၅ပါးသီလပဲ၅ပါးသီလကတပါးလုံရင်ပြီးတယ်လို့မရှိဘူး၅ပါးလုံးလုံမှဘာကြောင့်လို့ဆိုရင်လူဘဝဆိုတာ၅ပါးလုံးပြည့်စုံမှလူဖြစ်လာလို့ရှိရင်လူတိုင်းဟာအသက်ရှိခြင်းတယ်နော်နောက်တခါပစ္စည်းဥစ္စာပေါ်ခြင်းတယ်ခုံသိက္ခာရှိခြင်းတယ်အဆွဆွဲကဲရမခံခြင်းဘူးအကျူမြင့်ခြင်းတယ်အဲ့ဒါတွေက၅ပါးသီလလုံးမရမှာအသက်ရှိဖို့အတွက်ပါဏာတိပဒလုံးရမယ်ငွေကြေးတနာပြည့်စုံမှုအတွက်အရိဏဒါနလုံးရမယ်ခုံသိက္ခာရှိဖို့အတွက်ကာမေတုမိစ္ဆာဆရာလုံးရမယ်အစွတ်ဆွဲမခံရဖို့အတွက်မုဒ္ဒဝါဒလုံးရမယ်အိုင်ကျူမြင့်မှုအတွက်သူရမေရိယလုံးရမယ်ကဲလူပီပီသားသားနဲ့လူဘဝမှာတန်ဖိုးရှိဖို့ဆိုတာငါးပါးသီလလွဲလို့ဘာမှဖြစ်ငါးပါးသီလမပြည့်စုံရင်မပြည့်စုံနိုင်ဘူးသူတို့ဆိုလို့တယ်ကျန်တာတွေတော့လုံးမရဲ့ပါဏာတိပါဒမလုံးမှုဆိုရင်ငယ်ငယ်သိမှာပဲလေအဲ့လိုပစ္စည်းဥစ္စာတွေဘလောက်ချမ်းသာတထေးသားဖြစ်ပြီးမွေးသေးတော့ဘာလို့မလဲအဲ့ဒါကြောင့်လို့သီလဆိုတာအပြစ်ကင်းပြီးတော့ကောင်းတဲ့အလုပ်ဖြစ်တယ်ဒါကြောင့်မို့အဲ့ဒါကိုလုပ်ရမယ်မြတ်စွာဘုရားကငါးပါးသီလနဲ့ပတ်သက်ပြီးဒီမှာစရိတ္တဗံဗြဟ္မစရိယံမြတ်သောအကျင့်ကိုကျင့်မှလူတွေအတွက်မြတ်သောအကျင့်ဆိုတာအနည်းဆုံးငါးပါးသီလအကျင့်ကိုပြောတာနော်စရိတ္တဗံဗြဟ္မစရိယံဗြဟ္မစရိယံဆိုတာအမျိုးမျိုးရှိတယ်ထဲမှာဟိုဓမ္မပါဠဇတ်ဆိုလို့ရှိရင်အိမ်တော်ကြီးမဖောက်ပြန်တာလဲဗြဟ္မစရိယလို့ခေါ်တယ်မေရုံမှုကရှောင်ကျင်တာကိုလည်းဗြဟ္မစရိယလို့ခေါ်တယ်ဒါနကောင်းမှုကိုလည်းဗြဟ္မစရိယလို့ခေါ်တာရှိတယ်ပေါ့နော်အဲ့ဒါကြောင့်စရိတ္တဗံဗြဟ္မစရိယံဆိုလိုတာကမြင့်မြတ်တဲ့အပြုအမူနဲ့နေထိုင်ပါလို့ဆိုလိုတယ်လူသိက္ခာရှိရှိမြင့်မြတ်တဲ့အနေအထားမျိုးနဲ့နေပါတဲ့ဆိုပြီးတော့မြတ်စွာဘုရားဗာတတိပေးတော့ဆိုနတ္ထိဇာတတအမရဏံဒါလုံးဝကိုမှတ်သားထားရမယ်စကားမွေးလာပြီးတော့မသေးတဲ့လူဆိုတာမရှိဘူးလောကဒါအရေးကြီးတယ်ဒါမို့နတ္ထိဇာတတအမရဏံမွေးလာပြီးတော့မသေးတဲ့လူဆိုတာလောကမှာမရှိဘူးတဲ့ဘယ်သူမှမရှိဘူးဘယ်လူမျိုးမှလည်းမရှိဘူးဘယ်နိုင်ငံမှလည်းမရှိဘူးမွေးလာပြီးရင်သိမှာပဲဒါသိကြပေါ့အဲ့တော့မွေးလာပြီးမအိုရာမအိုဘူးဆိုတာဟိုရုပ်ပြက်စင်မြက်ကြီးဖြစ်မသွားတာရှိကောင်းရှိနိုင်သေးတယ်မွေးလာပြီးတဲ့နောက်ယောဂမဖြစ်ဘဲနဲ့တစ်သလုံးကျမ်းမာတာရှိကောင်းရှိနိုင်တယ်နော်မွေးလာပြီးမသေးတာဆိုတာမရှိကုန်ရှိဘူးနောက်ဆုံးကတော့သိဆုံးခြင်းမှအဆုံးသတ်မယ်ဆိုအဲ့တော့မသေးခင်ဘာတွေလုပ်လဲဆိုမြတ်စွာဘုရားလုပ်ငန်းနှစ်ခုပေးထားတယ်ကတ္တဗံကုသလစရိတ္တဗံဗြဟ္မစရိယံကောင်းတာတွေလုပ်ကောင်းတဲ့အကျင့်ကိုကျင့်ဒီစကလုံးနှလုံးကအဗ္ဗဓမ္မတာသွားတယ်ကောင်းတာတွေလုပ်ပြီးတော့ကောင်းတဲ့အကျင့်ကိုကျင့်ပါကောင်းတဲ့အမှုရာတွေနဲ့နေထိုင်ပါလို့ဆိုလိုတယ်အဲ့တော့လောကမှာဒီလိုမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေကိုလိုက်နာမယ်ဆိုလို့ရှိရင်တော့တမိုးရှိတဲ့အနေအထားတစ်ခုကိုရရှိမှာဖြစ်တယ်ပေါ့
မြတ်စွာဘုရားပေးထားတဲ့ကုသိုလ်ကောင်းမှုဆိုတာအစဉ်စဉ်ရှိတယ်အစဉ်စဉ်ရှိတယ်မိဘလှုပ်ကြွေးတာလဲဓမ္မတန်ဖိုးရှိတဲ့ကုသိုလ်ကောင်းမှုတစ်ခုဖြစ်တယ်မိတ်ဆွေသင်္ကအပေါင်းအသင်းကိုကူညီဆောင်ရွက်တာလည်းပဲအမှန်တန်ကောင်းတဲ့အခြင်းပဲသူစရိုက်တရားတွေကျင့်သုံးနေထိုင်တာလည်းအမှန်တန်ကောင်းတဲ့အခြင်းပဲဒီအခြင်းတွေဟာဘဝရဲ့ဒုက္ခတွေကိုအတော်အသင့်တားဆီးနိုင်တယ်သို့တော့ဘဝကထွက်ဖို့အတွက်ကတော့မလုံလောက်သေးဘူးတဲ့အဲ့ဒီအခြင်းတွေလည်းမလုံလောက်သေးဘူးတဲ့ဘဝကထွက်မြောက်ဖို့ကြတော့ဘာလို့အောင်မလဲဆိုရင်စိတ်ဓာတ်တည်ငြိမ်အောင်ကြိုးစားပြီးတော့အသိပညာကိုတိုးမြင့်ရမယ်စိတ်ဓာတ်တည်ငြိမ်အောင်ထားတာကတမာတိကျင့်စဉ်သမထအကျင့်ကိုကျင့်တာအသိပညာကိုတိုးမြင့်တာကြတော့ဝိပဿနာအဲ့ဒါနှစ်ခုမလုပ်ဖဲနဲ့ဘဝကမထွက်နိုင်ဘူးလူတိုင်းအဲ့တော့စိတ်ဓာတ်တည်ငြိမ်အောင်လုပ်တဲ့ထဲမှာတန်ဖိုးရှိတဲ့ထဲမှာကုသိုလ်တရားတွေကိုမြတ်စွာဘုရားကဝေလာမသုတ်တံမှာအကောင်းဆုံးကုသိုလ်တွေကိုရွေးချယ်ပြီးတော့ဟောထားတာလေးကိုမှတ်သားသင့်တယ်ပေါ့ကုသိုလ်တွေထဲမှာတဲ့ပိုက်ဆံငွေကြေးတနာအသုံးချပြီးတော့လှူတဲ့အလှူတွေထဲမှာကြောင်းဆောက်အဆောက်အဦဆောက်ပြီးတော့လှူတာအကောင်းဆုံးနဲ့ဒါပြင်အဲ့ဒီတဲ့ကောင်းတဲ့ကုသိုလ်ကဘာလို့ဆိုရင်အဆောက်အဦတွေလှူတဲ့ကုသိုလ်တွေကောင်းတာကတော့မြတ်စွာဘုရားတရားတန်ခါယရဏသုံးပါးကိုကိုယ်ဝစိကတ်တဲ့တရဏဂုံကုသိုလ်တဲ့ဒါဘာလို့ဆိုဘဝကိုအနှင်းထားတာဘယ်လိုအနှင်းထားတာလဲဆိုရင်ဗုဒ္ဓသရဏံကိစ္စပြီးဆိုရင်ဘုရားရဲ့အဆုံးအမတိုင်းနေပါမယ်ဓမ္မသရဏံကိစ္စပြီးဘုရားဟောတဲ့တရားတိုင်းကျင့်သုံးပါမယ်သံဃာသရဏံကိစ္စပြီးကုသိုလ်ကောင်းမှုသံဃာတွေနဲ့လုပ်ပါမယ်ဆိုရင်ဒီသုံးခုပဲနော်အဲ့ဒီတရဏဂုံဆောက်တည်တဲ့ကုသိုလ်ကခုနကငွေကြေးတနာအကုန်ကြခံဆောက်လှူတဲ့အလှူတဲ့မြတ်တယ်တဲ့တခါအဲ့ဒီတရဏဂုံဆောက်တည်တာတဲ့ပိုမြတ်ဖို့ရအတွက်ကျတော့ကိုချင်းသီလကိုထိမ့်သိမ့်ပါ၅ပါးသီလအဲ့ဒီတဲ့ကောင်းတာရှိသေးလားလို့ဆိုရှိတယ်မေတ္တာပွားပါအဲ့တော့မေတ္တာပွားတယ်ဆိုတဲ့အခါမှာယောက်ျားဆိုရင်ကိုယ့်ရဲ့အမျိုးသားတန်ငယ်ချင်းအမျိုးသမီးဆိုရင်လည်းအမျိုးသမီးတန်ငယ်ချင်းမိတ်ဆွေတွေကိုကြည့်ပြီးတော့သူ့ဘဝအဆင်ပြေပါစေချမ်းသာပါစေပြုံးရွှင်ရေမောနိုင်ပါစေလို့သူ့ကိုအာရုံပြည့်ပြီးတော့မေတ္တာပွားပြီးရင်အဲ့ဒီမေတ္တာလေးကိုအခြေခံပြီးတော့ရက်ွက်တဲ့ရှိတဲ့လူတွေမြို့ထဲရှိတဲ့လူတွေဒေသမှာရှိတဲ့လူတွေတနိုင်ငံလုံးတစ်ကမ္ဘာလုံးကိုပြန့်ပွားအောင်လုပ်ပေးလိုက်အဲ့ဒီမေတ္တာတရားကတော့ခုနကတရဏဂုံသီလတဲ့ပို့တန်ဖိုးကြီးတယ်တဲ့သူကဒါပြင်အဲ့ဒီတဲ့တန်ဖိုးကြီးတဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်ဘာလို့ဆိုရင်လောကကြီးမှာဘယ်အရာမှမမြဲဘူးအလုံးဟာတခဏသာဖြစ်တယ်ထာဝရဆိုတာမရှိဘူးဖြစ်ပြီးရင်ပြတ်သွားမှာပဲဆိုတဲ့အသိဉာဏ်ကိုအခြေခံတဲ့ဝိပဿနာဉာဏ်အဲ့ဒီဝိပဿနာတရားတော့လှုပ်လို့ရတဲ့ကုသိုလ်တွေမှာအကောင်းဆုံးအမြင့်ဆုံးကုသိုလ်ဖြစ်တယ်တဲ့ဒါကဝေလာမသုတ်တံမှာဟောတယ်ဟာနော်အဲ့ဒါတွေကိုပေါင်းစပ်ကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားကလူသက်တမ်းဟာလွန်တူတောင်းတယ်ခမဏီယောတံ္ပရာယောမင်းတို့နောက်ဘဝဆိုတာရောက်အောင်မှာကတ္တဗံကုသလံဒါကြောင့်မို့ကုသိုလ်လုပ်ပါစရိတဗံဗျမစရိယအကျင့်မြတ်ကိုကောင်းတဲ့အမှုအကျင့်တွေကိုကျင့်သုံးပါလို့ဒီလိုတိုက်တွန်းနှိုးဆော်တဲ့ထဲမှာအားလုံးအမြင့်ဆုံးကုသိုလ်ကိုလုပ်ချင်တဲ့ဆိုရင်ဝိပဿနာတရားကိုကြိုးစားအထောက်ဖို့လုပ်ကြရမှာဖြစ်တယ်တဲ့ဝိပဿနာတရားသိတာလေနိဗ္ဗာန်နဲ့အနည်းဆုံးဝိပဿနာလုံးမှမက်ဖို့ဆိုတာတွေ့မယ်မက်ဖို့တွေ့မှနိဗ္ဗာန်ဆိုတာမြင်မယ်ဒီတိုင်းကတော့နိဗ္ဗာန်ဆိုတာမြင်မှာမဟုတ်ဘူးအဲ့တော့မှန်းဆပဲကြည့်လို့ရတယ်အဲ့တော့မက်ဖို့နိဗ္ဗာန်ရဖို့မက်ဖို့ဆိုတဲ့လောကုတ္တရာအဆင့်ကိုရောက်ဖို့ကြတော့ဝိပဿနာတရားဝိပဿနာလှေကားနဲ့တက်မှရောက်တယ်ဆိုတာကိုမှတ်သားနိုင်ကြမှာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့နှစ်ဥကာလအခါသမယမှာစပြီးတဘာဝတရားကြီးရဲ့ပြောင်းလဲနေတဲ့အနေအထားတွေကိုမှတ်သားတန်ဝေကယူချပြီးတော့ထိုပြောင်းလဲနေတဲ့အထက်ကနေပြီးတော့အနှစ်သာရရအောင်တို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုစီတတိပညာကြီးစွာထား၍ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း